တိုက်ပွဲပြင်းထန်ပြီးရလက်ကတော့တည်တဲ့အတိုင်းပဲစစ်ကောင်စီဘက်ကအလောင်းနဲ့လက်နက်ခဲယမ်းတွေတင်စီရရှိရရှိတယ်ဒါပဲမင်းမာသာအယောက်100ပဲလာအယောက်1000ပဲလာဒီဖြေပဲထွက်မှာကျွန်တော်ဒီပြုတ်ထားတဲ့ဟာအရန်ကိုက်ညီတယ်ဆိုတဲ့အကြောင်းအကြောင်းရလဲကျွန်တော်ပြောချင်တာပေါ့နော်အဲ့ဒါကတခြားမဟုတ်ပါဘူးကျွန်တော်အားတက်ဆရာခွန်အားဖြစ်ဆရာအကြောင်းအရာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းအရာတွေအပါဝင်ပေါ့နော်တခြားအကြောင်းအရာတွေလည်းကျွန်တော်ဒီနေ့ပြောချင်ပါတယ်အဓိကတော့ဒီတိုက်ပွဲဖြစ်စဉ်တွေလည်းပါမယ်ပေါ့လေနော်စစ်ကောင်စီဘက်ကဒါပြည်သူတွေကိုအန်ရပေးလာနိုင်ခြေရှိတဲ့ဟာတွေကိုလည်းသတိထားလို့ရအောင်ဒီနေ့မှာနည်းနည်းလေးပြောပြချင်ပါတယ်အဲ့တော့စကိုင်းတိုင်းအင်းတော်မြို့နယ်မန္တလေးမြကြီးနားလမ်းပေါ်ကပေါ့နော်ဒါမော်လူအကြောင်းဆိုလဲအခုနောက်ပိုင်းမှာပေါ့နော်နည်းနည်းလေးငြိမ်သွားတယ်ဆိုပေမဲ့အဲ့ဘက်ချမ်းမှာလည်းနေ့စဉ်နဲ့မျှပေါ့နော်ဒါစေးလှုပ်ရှားမှုတွေကတော့ရှိနေတုံးပဲဖြစ်တယ်ပေါ့နော်တိုက်ပွဲဖြစ်တဲ့ရက်တွေလည်းရှိတယ်တိုက်ပွဲငြိမ်သွားတဲ့ရက်တွေလည်းရှိမယ်ဒါပေမဲ့လည်းအခွင့်အရေးရသလိုပုံစံမျိုးနဲ့ပေါ့နော်စစ်ကောင်စီဘက်ကလည်းချောင်းနေအဓိကတော့ဒီမော်လို့အနီးတစ်ဝိုက်ပတ်ဝန်းကျင်နေရာတွေကိုထွက်ပြီးတော့စစ်ကြောင်းထိုးတာမျိုးနေမြေစိုးမိုးရေးအတွက်ထိချုံနိုင်ဖို့အတွက်လှုပ်တာမျိုးအဲ့လိုမျိုးတွေဆိုတာတွေရှိတယ်ပေါ့နော်အဲအကြောင်းလို့ဒါတိုက်ပွဲတွေကတော့ဖြစ်လိုက်ငြိမ်လိုက်ဆိုတဲ့ပုံစံမျိုးတွေပါပဲအဲ့တော့အဲ့အခုမော်လို့ပေါ့နော်မော်လို့မျိုးရဲ့တောင်ဘက်စီပိန်းကျေးရွာမှာဆိုလဲစစ်ကောင်စီနဲ့တော်လည်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပါတယ်တိုက်ပွဲကလည်းပြင်းထန်ပြီးတော့တည့်ရတိုင်းပဲထုံးစံပဲဒါထုံးစံပေါ့နော်တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့တော်လည်းအင်အားစုတွေဘက်ကအမျက်ရတယ်စစ်ကောင်စီဘက်ကအထိနာတယ်အဲ့ဒါဘေးတွေမမေးနဲ့အဲ့ဒါသေကြတယ်ပေါ့နော်အဲ့တော့တိုက်ပွဲပြင်းထန်ပြီးရလက်ကတော့တည်တဲ့အတိုင်းပဲစစ်ကောင်စီဘက်ကအလောင်းနဲ့လက်နက်ခဲယမ်းတွေတင်စီရရှိရရှိတယ်ဒါပဲမင်းမာသာအယောက်100ပဲလာအယောက်1000ပဲလာဒီဖြေပဲထွက်မှာလောကစကားတွေပါပြောပြအောင်အဲ့တော့ဇူလိုင်လ9ရက်နေ့ညပိုင်းအခုလိုမျိုးတိုက်ပွဲဖြစ်ပြီးရဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီဟာမော်လူမြို့တွေကိုပြန်ပြေးပါတယ်မြို့ပြင်ထွက်တာနဲ့အပြင်းခံနေရတဲ့ပုံစံပေါ့နော်အဲ့ဟာကိုကဇူလိုင်အင်အားစုတွေအတွက်အခွင့်အရေးလို့ဖြစ်နေတာပေါ့နော်အဲ့ကြာတော့လေတနာဒီကောင်းနေဘယ်သွားကြေးရွာမှာဆိုလဲစစ်ကောင်စီနဲ့တော်လည်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပါတယ်တိုက်ပွဲကလည်းပြင်းထန်ပြီးတော့တည့်ရတိုင်းပဲထုံးစံပဲဒါထုံးစံပေါ့နော်တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့တော်လည်းအင်အားစုတွေဘက်ကအမျက်ရတယ်စစ်ကောင်စီဘက်ကအထိနာတယ်အဲ့ဒါဘေးတွေမမေးနဲ့အဲ့ဒါသေကြတယ်ပေါ့နော်အဲ့တော့တိုက်ပွဲပြင်းထန်ပြီးရလက်ကတော့တည်တဲ့အတိုင်းပဲစစ်ကောင်စီဘက်ကအလောင်းနဲ့လက်နက်ခဲယမ်းတွေတင်စီရရှိရရှိတယ်ဒါပဲမင်းမာသာအယောက်100ပဲလာအယောက်1000ပဲလာဒီဖြေပဲထွက်မှာလောကစကားတွေပါပြောပြအောင်အဲ့တော့ဇူလိုင်လ9ရက်နေ့ညပိုင်းအခုလိုမျိုးတိုက်ပွဲဖြစ်ပြီးရဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီဟာမော်လူမြို့တွေကိုပြန်ပြေးပါတယ်မြို့ပြင်ထွက်တာနဲ့အပြင်းခံနေရတဲ့ပုံစံပေါ့နော်အဲ့ဟာကိုကဇူလိုင်အင်အားစုတွေအတွက်အခွင့်အရေးလို့ဖြစ်နေတာပေါ့နော်အဲ့ကြာတော့လေတနာဒီကောင်းနေဘယ်သွားကိုပေါ့နော်ပြင်းခံနေရတာပေါ့နော်နောက်ဆုံးအင်တာတက်ရင်တောင်မှပြင်းခံရမယ်အပေါက်တွေပေါ့နော်သမင်းဆိုင်ပြင်းခံရတယ်ဗျာရှိတယ်တကယ်ဆိုတော့ပေါ့နော်အဲကြတော့မြို့ပြင်ထွက်တာနဲ့ကိုပြင်းခံနေရတဲ့ပုံစံတွေဖြစ်လာတယ်ဒါပေမဲ့လည်းဒီအယုတ်တမာတွေရဲ့ထုံးစံအတိုင်းပေါ့နော်ည9:00 နာရီကျော်မှာသူတို့အထိနာသွားလို့ဆိုပြီးတော့ဝိုင်းတွဲနဲ့အဲ့အနီးနားပတ်ဝန်းကျင်နေရာတွေကြေးရွာတွေကိုဘုံအလုံးရေ40ကျော်ကျဲချတယ်ဆိုပြီးတော့လည်းသိရတယ်ဒါလည်းသူတို့လုံနေကြအရာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့နေအချို့ပျက်စီးခဲ့တာရှိတယ်ပြီးတော့ဒီရက်ပိုင်းတိုက်ပွဲတွေကရှိနေတယ်ပေါ့နော်ရှိနေရဆိုတာဖြစ်လိုက်ငြိမ်လိုက်ဆိုတဲ့ပုံစံမျိုးတွေတော့ဖြစ်နေတယ်အင်းတော်မျိုးနယ်ထဲမှာစစ်ခွေးရမှာဆိုတဲ့ကျွန်တော်ပြည်သူတွေကိုကိုချင်းစားတယ်ပေါ့နော်အဲ့တော့သွားမဟေးလာမဟေးဆိုရင်လည်းကျွန်တော်တို့အခုလိုပြောနေတာတွေကပြည်သူတွေထိခိုက်တာမျိုးတွေပေါ့နော်ဆုံးရှုံးတာမျိုးတွေမဖြစ်စေချင်လို့ပြောတာဖြစ်ပါတယ်အဓိကတော့အဲ့လိုသွားတော့မယ်ဆိုရင်ကိုယ့်ရဲ့လမ်းကြောင်းအခြေအနေဒါအဆင်ပြေရဲ့လားလုံခြုံရဲ့လားငြိမ်စိမ်ရဲ့လားပေါ့နော်ဒါမျိုးပုံစံမျိုးပေါ့လေနော်ဘယ်နေရာတွေမှာတိုက်ပွဲဖြစ်နေသလဲပေါ့နော်ပြီးရင်ရှေ့ပိုင်းမှာတွာလာခဲ့မှုတဲ့သူတွေစီကိုမေးတာမျိုးပေါ့နော်ဘယ်လိုပုံစံမျိုးလဲဘယ်လိုမျိုးဒါလမ်းခီးမှာဘယ်လောက်ကြာတတ်သလဲပေါ့နော်အဲ့ဟာလေးတွေတော့ကြိုတင်ပြင်ဆင်သွားကြဖို့လိုပါတယ်အဓိကတော့သတိဝိရိယလေးနဲ့သွားဖို့ပေါ့လေနော်ပြီးတော့ဒီလမ်းကြောင်းမှာကအချိန်မရွေးတိုက်ပွဲဖြစ်သွားနိုင်တဲ့အနေအထားကြောင့်မလို့လမ်းကြောင်းမှာလိုအပ်မဲ့ထင်တဲ့ပစ္စည်းတွေအစာရေးတောက်ရေးအကုန်လုံးပေါ့နော်ဒါတကယ်လို့များရှေ့ပိုင်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုကိုကားကြီးဖြတ်သွားလို့မှမရတာအဲ့လိုမျိုးကြရင်ကျွန်တော်ရန်နာပြီးတော့ညအိတ်တာမျိုးတွေလည်းရှိကောင်းရှိလာနိုင်တယ်ပေါ့နော်အဲကြောင့်မလို့လိုအပ်မဲ့ထင်တဲ့ဟာတွေကိုတော့ပြင်ဆင်ယူဆောင်သွားကြစေချင်ပါတယ်အဆမပြတ်ပေါ့နော်သတင်းတွေလည်းမေးဖို့လည်းလိုပါတယ်ဒါအပြင်ကိုမှအဲ့လိုမျိုးသွားတဲ့ခါကျရင်စစ်ကောင်စီရဲ့ရန်တမ်းပစ်ခတ်တဲ့ဟာတွေရန်တမ်းပြီးတော့2 ဦးနေရာမှာတင်ဒါပွဲချင်းပြီးတည်ဆုံသွားမျိုးရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကခုနောက်ပိုင်းမှာသူကသူဒီစစ်စင်ရေးနေရာကိုသူဝင်ရတယ်သူတာဝန်ယူရပြီပေါ့နော်သူတို့ဒါစစ်ကြောင်းမဖြစ်တည်ရင်မဖြစ်အဲ့လိုယူရပြီဆိုတာနဲ့သူကအဲ့ဒီနာပတ်ဝန်းကျင်မှာရှိပါတယ်ဆိုတော့လူဆိုတဲ့အရာမှန်သမျှကိုသူတို့ရဲ့ရန်သူလို့သဘောထားတာပေါ့နော်လယ်သမားတွေဘာတွေပြည်သူတွေဘာတွေအပြစ်မဲ့ရက်သားတွေဘာတွေသူတို့ကစဉ်းစားနေတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဒါလူရိတ်လူရောင်တွေ့ပြီဆိုတာနဲ့
ဒါဒီလိုမျိုးမမိုက်ကန်ကန်မမိုက်ရန်ရန်လောက်ရက်တွေကိုလုံနေတာပါဗောနော်အဲအကြောင်းမလို့လေလေထဲမှာလေလုံနေပါလေဆိုတော့ပြည်သူတော်မှအခုလိုမျိုးတိုက်ခိုက်ခံရတာဖြစ်ပါတယ်အဲ့ကောင်နေမသိလို့မမြင်လို့မဟုတ်ဘူးတမင်လောက်တာတမင်ကိုရုပ်မာတာတမင်ကိုစောင့်ကြည့်မကောင်းတာဗောနော်နောက်တစ်ခုကစစ်ကောင်စီရဲ့ gate တွေဗောနော်တွာလာတဲ့ခါတွေမှာစစ်ကောင်စီရဲ့ gate တွေစခန်းတွေဗောနော်စစ်ဆေးရေးနေရာတွေဒီကောင်တွေလုံနေရရှိရဗျာဆောက်ဆန်တောင်းလိုက်ဗောနော်ငွေညှစ်လိုက်ပြည်သူတွေကိုချင်းချောက်လိုက်ဒါမျိုးပုံစံမျိုးနဲ့လုံနေတဲ့နေရာတွေကအများကြီးရှိရဲအဲ့လိုနေရာတွေမှာဆိုရင်လေဒါဂရုစိုက်ကြဖို့လိုပါတယ်ဗောနော်ဒါအခုဆိုရင်ဒီရက်ထဲမှာဖြစ်နေတဲ့အရေးကြီးအကြောင်းအရာတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီအကြောင်းချီအကြောင်းရှာပြီးတော့ဖမ်းဆီးတာမျိုးတွေလုံးဝအကြောင်းရှိမရှိကိုဖမ်းဆီးတာမျိုးတွေကြောင့်မလို့ဗောနော်ဒါပျောက်နေတဲ့ညီမ၄ယောက်ရှိတယ်ဗောနော်မကွေးတိုင်းတရက်မြို့အဝင်ဗောနော်စစ်ကောင်စီစစ်ဆေးဂိတ်မှာဇူလိုင်လ9ရက်နေ့မနက်ကညီမ၄ယောက်ဖမ်းခံရတာရှိတယ်ပြည်သူတွေလည်းတွေ့မှာပါဗောနော်သတင်းမှာလည်းတွေ့ရပါလိမ့်မယ်အဲ့တော့အဲ့ဒီညီမ၄ယောက်ကမင်းတို့ချိန်ကနေခုချိန်ထိကြံခဲ့တဲ့မိသားစုကအဆက်အသွယ်မရသေးဘူးဆိုပြီးတော့သိရတယ်ပြီးတော့အဆက်အသွယ်လည်းမရဘူးပြန်လွှတ်ပေးတာမျိုးလည်းမရှိဘူးပြီးရင်တွားပြီးတော့စုံစမ်းတဲ့အချိန်မှာလည်းသူကဘာမှလုံလောက်တဲ့အကြောင်းအရာမျိုးမပြောပြဘူးဗောနော်ပတ်စံနဲ့ရွေးရမှာလားအခုဆိုပြည်သူကတနာဖို့ကောင်းတယ်ဗျာသိလားအဲ့လိုမျိုးလေဘာမှလည်းအပြစ်မလုပ်ဖဲနဲ့ဗျာစစ်ကောင်စီဘက်ကထားလိုက်တော့ခေါင်းစဉ်တစ်ခုပြပြီးဖမ်းလိုက်တယ်ဗောနော်သူတို့ဒါချုပ်ထားလိုက်တယ်ဗောဗျာအဲ့မှာကြံခဲ့တဲ့မိသားစုကဘာတွေးရလဲဆိုတော့ပတ်စံလိုက်ရှာပတ်စံလဲဒါကြီးကဖြစ်ကုန်မဖြစ်တင်တာကိုလည်းဘာအပြစ်မှမလုပ်ထားဘူးဗျာအဲ့လိုမလုပ်ထားတဲ့ဟောက်မှာစစ်ကောင်စီဘက်ကဒီတကောင်းသားတွေကစစ်တောင်းစားတွေကပေါ့နော်အခုလိုမျိုးခေါင်းစဉ်တစ်ခုခုပြပြီးတော့ဗျာဖုန်းထဲမှာဘာတွေးလို့ညပဲချိန်လာတာမှုလို့အဲ့လိုမျိုးပုံစံမျိုးနဲ့ခေါင်းစဉ်တက်လိုက်ပြီးတော့ပေါ့နော်အကြောင်းဖြစ်အကြောင်းရှာပြီးတော့ဖမ်းလိုက်ပြီးဆိုတာနဲ့အပြစ်မရှိလဲသူကလက်ရွေးရတော့မယ်ဆိုတော့အတွေးမျိုးရဝင်နေတာပြည်သူတွေတနာဖို့ကောင်းတယ်ပေါ့နော်ဒီကောင်းလေးမြက်မြက်မျိုးပြုတ်မောက်ကိုအေးမှာအဲကြောင့်ပြန်လဲမလို့ဘူးသွားပြီးစုံစမ်းတဲ့သူတွေကိုလည်းဘာမှအဖြစ်မပေးဘဲနဲ့ဒါသတင်းစာနာပျောက်နေတာရှိပါတယ်အဲ့တော့မိဘဆွေမျိုးတွေအတွက်အရင်ပူစရာဖြစ်တယ်အခုလက်ရှိအခြေအနေကပေါ့နော်ပြောမယ်ဆိုရင်စစ်ကောင်စီရှိတဲ့နေရာအဲ့ကောင်နေနဲ့အနီးပတ်ဝန်းကျင်နေရာမှန်သမျှကလုံးဝကိုမလုံခြုံဘူးလို့ပြောရမှာပေါ့နော်ပြောမယ်ဆိုရင်စစ်ကောင်စီဘက်ကကောင်တွေကသူတို့အနီးနားပတ်ဝန်းကျင်ကိုရောက်လာပါဆိုတဲ့ပြည်သူကိုသူတို့ကငွေတွင်းလိုကိုထင်နေတာပေါ့နော်ပြီးရင်သူတို့အနိုင်ကျင့်စရာလိုကိုထင်နေတာတော်တော်လေးမှရိုင်းစုပ်ပွေပါတယ်ပေါ့နော်အဲ့ဒါလည်းဂရုစိုက်ကြဖို့လိုပါတယ်နောက်တစ်ခုက KNY ပြည်နယ်ဖဲခုံမြို့နယ်မိုးပြဲမြို့လွယ်ရင်းမင်္ဂလာကြီးရွာဘက်ကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေကခုခံတိုက်ခိုက်တာရှိပါတယ်အဲ့ဒီမှာလည်းစစ်ကောင်စီဘက်ကအထိနာတဲ့သွေးတို့ဆန်းတာပေါ့လေနော်အဓိကတော့စစ်ကောင်စီကဒီပါစတွေပေါ့နော်နေရာတိုင်းမှာပါစတွေကိုပေါ့နော်ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးပေါ်တာဆွဲပြီးတော့ရေးပိုင်းမှာရောနီးဗျူဟာပိုင်းမှာရောပေါ့နော်ဒီလိုမျိုးရှင်ဖို့အတွက်ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလေနော်အဲ့တော့ဘလို့ပဲဖြစ်ဒီလိုအသုံးချခံနေရတဲ့ဘဝတွေကတော့ထပ်ပြီးတော့နင်းချေခံနေအောင်ပါပဲပေါ့နော်အဲ့တော့တိုက်ပွဲက6ရက်နေ့နဲ့9ရက်နေ့တွေမှာဖြစ်ပွားတယ်တော်တော်လေးလည်းပြင်းထန်တယ်စစ်ကောင်စီဘက်ကလူလှိုင်းနဲ့ရမလားဆိုပြီးတော့သွေးတိုးဆန်းတာအခုလိုမျိုးကာလနာတွေတိုက်ကုန်ကြတယ်ပေါ့ရမလားဆိုပြီးတော့တိုးလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်နေပေါ့နော်သူတို့ကလာပြီးတော့လှူနေကြတာအခုဆိုလဲအိုက်ပွဲကနေပြီးတော့လက်နက်ခဲယမ်းအချို့ပြီးရင်ဒါ icon တွေဘာတွေကစရတယ်ဆိုပြီးတော့သတင်းတွေမှာတွေ့ရပါတယ်ဗောနော်အဲ့တော့တေတာကတော့ပါစာတွေကြီးပဲတဲ့ဘယ်လောက်တေတယ်လဲဆိုတာသာမသိတာဗောနော်ရှေ့ရပိုင်းမှာလည်း drone တစ်စီးကိုဆွဲချပြီးတော့ရခဲ့တာလည်းရှိသေးတယ်ဆိုတာအမျက်ထွက်တယ်ဗောလေနော်ပြီးတော့ဒီရုပ်တံလေးတစ်ခုလည်းထွက်လာသေးရဗောနော်အဲ့ဒါကစစ်ကောင်စီစစ်သားတွေမသိဘူးကျွန်တော်အစဒီတိုင်းပဲကြည့်နေတာအဆောက်အဦပေါ်ကိုဘုံတိကျသွားတယ်ဗောနော် drone နဲ့ဘုံတိချတယ်တက်ပဲအဲ့မှာတက်ပဲအပေါက်ဖောက်ပြီးဝင်ချသွားဂျင်းဆိုပြီးတော့ပြီးတာနဲ့အောက်ကကာလာနာတိုက်တဲ့ကောင်တွေတွဲပြီးတော့ထုတ်လာရတယ်တည်ပြီးတော့ဗောနော်လုံးဝ PSA အုံကိုဒုံးနဲ့ထိုးလိုက်တဲ့အတိုင်းပဲဗောနော်အဲ့လိုပုံစံမျိုးနဲ့တည်ထုတ်လာတယ်တကောင်ကတော့ဂန့်သွားတယ်တကောင်ကတော့အဲ့ဂီလာနာဖြစ်မဲ့ကောင်ဗောနော်ထော်နင်းနဲ့ထွက်လာတဲ့ကောင်လည်းတွေ့သေးတယ်ဗျာမသိဘူးကျွန်တော်ဘယ်သူမှမဖြစ်ဘူးထင်တဲ့အိမ်ဗောနော်အဲ့အိမ်နဲ့ဝုန်းစုံကျသွားပြီးတော့ထွက်လာပရဆိုထွက်လာပြီးတော့နောက်တော့ဆိုင်ကယ်နဲ့တင်သွားတယ်၃ကောင်စီးပြီးတော့ထွက်သွားဆေးသွားကုတာနေမှာပေါ့လေနော်အဲ့ဒါလည်းသေမှာပါပဲဗောနော်သေလဲဆူတောင်းတာနဲ့သေမှာပဲဒီကောင်လေးအလကားတက်လာပြီးတော့အသေးခံနေအောင်နော်ပြီးရင်ဒါကျွန်တော်အရန်ပြောချင်နေတဲ့အကြောင်းအဲ့ဒီအကြောင်းကမလိုင်းတိုက်ပွဲမပြီးသေးဘူးတကယ်ပြောတာမပြီးသေးဘူးဆိုတာဒီတိုက်ပွဲရဲ့နောက်ဆက်တွဲပေါ့နော်မလိုင်းမှာအင်အား130ပါဇော်ဝင်းထိန်အဲ့ကောင်ဦးစီးပါလေဆိုတော့အင်အား130ပါတဲ့ရဲကွန်မန်ဒိုမဟုတ်ဘူးကွန်မာဒိုပေါ့နော်တပ်ဖွဲ့တွေအားလုံးစုပေါင်းပြီးတော့လုံးဝအတန်မထွက်နိုင်အောင်ရိုက်တာပေါ့နော်ရှေ့တန်းမှာလုံးဝပြင်းတာစော်တာဒါပေမဲ့ရှေ့တန်းမှာပြင်းတာနောက်တန်းမှာအတန်ထွက်တယ်မိုးစုံပါလေအော်ငူနေတာမနေဘူးပေါ့နော်တရင်ရှိတရင်ကူကတော်တော်လေးအထိကိများသွားတာဗောနော်အဲ့တော့အဲ့ဟာရဲ့နောက်ဆက်တွဲဟာကြီးကအားရစရာဗောနော်အဲ့တုန်းကဒါထုတ်ပြန်ချက်မှာ
တော်လိုင်းတပ်ဖွဲ့တွေရဲ့တချို့ထုတ်ပြန်ချက်တွေထဲမှာတွေ့ရလိမ့်မယ်မျက်မြင်တည်ဆုံးသူ2ဦးအဲ့မှာဓာတ်ပုံတွေလည်းပါလို့အဲ့မျက်မြင်တည်တဲ့ဟာတော့2ဦးဆိုပြီးတော့ဖော်ပြထားတယ်တချို့ကြောက်လည်း9ဦးဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်9ကောင်ပေါ့ဗျာ2ကောင်9ကောင်ပေါ့နော်အဲ့လိုတည်တယ်ဆိုပြီးတော့ဖော်ပြထားတယ်လက်နက်ချအညံ့ခံဒါမှမဟုတ်လည်းဖမ်းမိတဲ့စစ်တုံးမှန်က10ကောင်ပေါ့နော်အဲ့လိုပုံစံမျိုးထုတ်ပြန်ကြတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်နောက်တန်းနဲ့ကပေါ့နော်သူတို့ရဲ့အတွင်းသတင်းကနေကျွန်တော်စုံစမ်းလို့ရတဲ့ဟာကိုမြို့ပြည်သူတွေကိုမျှဝေပေးခဲ့တာရှိတယ်ပေါ့နော်ကျွန်တော်စုံစမ်းလို့သိရှိရတဲ့ဟာကအနည်းဆုံး35ယောက်အဲ့ဂီးတဲ့ကောင်ကအနည်းဆုံး35ကောင်ပေါ့နော်ဂိမ်းတဲ့ကောင်က35ကောင်ဖန်ခံရတဲ့သူကထားလိုက်တော့ထုတ်ပြန်တဲ့ချက်ထဲမှာပါတယ်10ကောင်ပေါ့နော်ပြီးတော့ဒီသေရှင်လုံးဝပေါ့နော်ဖနှောင်းနဲ့တင်ပါတသားတဲ့ကြောင်ပြေးတဲ့ကောင်တွေကပြေးလို့ပေါ့နော်လွတ်သွားတဲ့ကောင်တွေကမလိုင်းကိုရောက်သွားတာ18ကောင်ပေါ့နော်18ကောင်ဆိုတော့အဲ့အရေးအတွက်နဲ့ဒါကျွန်တော်ပြောခဲ့တယ်ကြံတဲ့ကွာဟာချက်ကတော့ထွက်ပြေးတာပေါ့နော်ထွက်ပြေးရဆိုပြီးတော့ပြောခဲ့တယ်ထွက်ပြေးတဲ့အချိန်မှာဒါတိုက်ပွဲမဖြစ်ခင်ပြေးတဲ့သူတွေတိုက်ပွဲဖြစ်နေတဲ့အချိန်ပြေးတဲ့ကောင်ကြီးဒီလိုမျိုးကျွန်တော်စရင်ကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်အခုအဲ့စရင်တိကျပါတယ်မှန်ကန်ပါတယ်ဆိုတဲ့ဟာကိုဒေသခံပြည်သူတွေကအတည်ပြုပေးလိုက်ပြီပေါ့နော်အဲ့တော့မှဒေသခံတွေကပြောလဲဆိုတော့နှမ်းငင်းနေထဲမှာတွေ့တာပေါ့နော်အလောင်းတွေတွေ့တော့ပုတ်ပွားနေကြပြီတဲ့ဇူလိုင်3ရက်နေ့မှာတဲ့ပထမတွေ့တာက10ကောင်ပေါ့နော်10ယောက်ပေါ့နော်နောက်ရက်တွေမှာဒါ20လောက်ထပ်တွေ့တယ်တဲ့20ကျော်လောက်ပေါ့နော်အဲ့တော့စုစုပေါင်း30ကျော်အလောင်းတွေတွေ့တယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ရွာတွေထဲမှာလည်းမီးရှို့သွားကြတယ်တဲ့အခုကစစ်တပ်စစ်ကြောင်းတွေပြန်ဆုတ်သွားကြပြီပန်းအိမ်ရွာမှာတော့နည်းနည်းကြံသေးတယ်ဆိုပြီးတော့ဒေသခံမျိုးသမီးတယောက်က MFP ကိုပြောထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဒေသခံမျိုးသမီးပြောတဲ့အချိန်မှာပေါ့နော်ပထမဆုံးတွေ့တာ10ကောင်ဒုတိယနေ့မှာထပ်တွေ့တာအကောင်20ကျော်ပေါ့နော်အဲ့တော့အကောင်30ကျော်တယ်ပေါ့နော်အဲ့တော့မလိုင်းမှာကျွန်တော်ပြောတဲ့ဆေးမူးရဲ့တရေမူကြီးရဲ့ drone မောင်းတဲ့ကောင်ရဲ့တေတာ3ကောင်ပေါ့တကြိုတာ3ကောင်ပေါ့နော်အဲ့တော့ကြိုက်တယ်လို့ပြောအောင်ပါပေါ့နော်အဲ့တော့30ကျော်ဟိုဘက်မှာတေတာဒါ3ကောင်ပေါ့နော်အဲ့တော့35လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ပြောတဲ့အချိန်မှာဒါ35ကြော်တယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်အဲ့တော့အဲ့လောက်ပမာဏတည်ကျန်တဲ့ကောင်တွေကတော့ဒါထွက်ပြေးတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာပေါ့နော်အဲ့တော့ဒီဥစ္စာကဒါတိကျတယ်ဆိုပြီးတော့ပြောအောင်ပါအဲ့ဥစ္စာကိုပြောချင်နေတာဖြစ်ဒီကောင်တွေပေါ့အဲ့လိုပုံစံမျိုးကိုဖြစ်နေတာပေါ့နော်အခုတော့ဒါကြည့်နောက်တန်းမှာဆိုလေသူတို့အလောင်းမပါဘဲနဲ့တကြိုရတယ်ပေါ့နော်အခုဆိုသူတို့တွေဒါလက်နက်ကိုပဲတန်ဖိုးထားတယ်လူကိုကြုံဆိုင်ဘူးလူတော်မှပဲသူကအဆင့်ခွဲထားသေးတယ်ခုနလိုပေါ့နော်ဒါရာရှိပိုင်းဆိုတဲ့ကောင်တွေလောက်မှပဲသူကဆွဲထုတ်ပြီးတော့ခေါ်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ကြံတဲ့ကောင်တွေကတော့ပိုလိုပက်လက်ပေါ့နော်အဲ့တော့ထပ်ပြီးတော့နောက်တန်းမှာရှိတဲ့သူရဲ့မုံဆုံးမတွေအနေနဲ့ရင်နာစရာထပ်ပြီးသတင်းတွေအတီးပြုတ်ပြီးတယ်ဆိုပြီးပြောရမှာပေါ့လေနော်ဟာငါတို့ရဲ့ယောက်ျားတွေကနှမ်းငင်းနေတဲ့မှာပုတ်ပွားနေပြီဆိုတဲ့ဟာဒါကကျွန်တော်ပြောချင်တာလေအဲ့လိုစစ်ကောင်စီအာဏာရှင်ပေါ့နော်အာဏာရှင်ရဲ့တောက်တိုင်အနေနဲ့သူတို့တွေအခုလိုမျိုးပေါ့နော်အသက်တွေပါပေးပြီးတော့လှုပ်ရတာတန်ရဲ့လားကျွန်တော်ဒီစကားပဲမေးချင်တာမင်းတို့တန်ရဲ့လားပေါ့နော်အခုမင်းတို့ကြံခဲ့တယ်မိသားစုဒါဒုက္ခရောက်မယ်ပေါ့နော်တချို့ကြောက်လည်းဒါဒုက္ခရောက်ရှင်မှလည်းရောက်မှာနော်သူတို့ကနောက်ထပ်ရည်ရွယ်ထားတာလည်းရှိကောင်းရှိမယ်လေနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်လက်တလောကိုချစ်ခင်လို့ယူထားပါတယ်ဆိုတဲ့ယောက်ျားကအာနာရှင်အတွက်အသက်ပေးလိုက်ရတယ်အဲ့အပြင်ကမှအလောင်းတော်မှပြန်မရဘူးပြီးရင်ဒါလုံးဝပေါ့နော်ပုံစိုးပန်းစိုးစုပ်တီးစုပ်ပြတ်ပေါ့နော်အသေးစိုးဆိုတဲ့ပုံစံမျိုးတွေနဲ့သေဆုံးနေရတယ်ပေါ့နော်ခုပြည်သူတွေကမှအစပေါ့နော်မတကြိုပေးရင်အဲ့ကောင်တွေအဲ့နားမှာတင်အဲ့လိုမျိုးမြေဆွေးဖြစ်မှာဒါမျိုးသာဖြစ်မဲ့ကောင်တွေပေါ့နော်အဲ့လိုပုံစံမျိုးတွေအထိကိုအဖြစ်တွေစိုးနေတာအဲ့တော့ဒါကြီးကတန်ရဲ့လားပေါ့နော်အဲ့တော့ကြံတဲ့မတည်သေးဘူးကိုလင်ယောက်ျားမတည်သေးဘူးဆိုတဲ့သူတွေလည်းစဉ်းစားပါတော့မစိုးမလောင်းနေပေါ့နော်စဉ်းစားဒါကျွန်တော်နှိမ်ပြောတာမဟုတ်ဘူးသူတို့အတွက်ဒါစဉ်းစားထားပြီးပြောပြနေတာစကားကျန်းရင်ကျန်းသွားလိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလောက်ဒီအခြေအနေအထိပေါ့နော်မင်းတို့ကိုဖိနှိပ်ညှဉ်းပန်းနှိပ်စက်ဒီလိုမျိုးပေါ့နော်ဒါခေါင်းဝင်ဖြစ်နေတာအမျက်ထုတ်နေတာတွေကိုမင်းတို့ကလက်ခံနေသလားငြိမ်ခံနေသလားဒီလောက်တောင်မှမတွေးခေါ်တတ်ဘူးလားအဲ့လိုမတွေးခေါ်တတ်ဘူးဆိုရင်တော့ဒီမှာဒါတွေကြည်ထားဆိုပြီးတော့ပဲပြောရမလို့ဖြစ်နေပြီပေါ့နော်အဲ့တော့အထိနာလွန်းတဲ့ဒါအထိတော်တော်နာလွန်းတာဒီကောင်အထိနာလွန်းလို့စစ်ကောင်စီကနထိုးကြီးနဲ့တောင်သားနဲ့ကြေးရွာတွေကိုဒါတိုက်ပွဲဖြစ်ပြီးတဲ့နောက်နေ့တွေမှာပေါ့နော်ဒါလေချောင်းကနေပြီးတော့ပုံကျဲတိုက်ခိုက်ခဲ့တာရှိတယ်။အဲအကြောင်းမလို့ဒါအပြစ်မဲ့အရသားပြည်သူပေါ့နော်ဒေသခံ၄ဦးတေဆုံးပြီးတော့ဒဏ်ရာရတာတွေအိုးအိမ်ပျက်စီးတာတွေရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အဲ့တော့ဒေတာတော်မှကိုကလိုက်ရှင်းနေရမယ်ပေါ့ပေါ့နော်။အရက်နေလို့ဖြစ်နေပြီပေါ့နော်။အဲ့တော့အဲ့အကြောင်းလေးလဲကျွန်တော်အတီးပြုတ်ခြင်းလို့ဒါအခုထပ်ပြီးတော့ပေါ့နော်။အဲ့တော့အဲ့အကြောင်းလေးလဲကျွန်တော်ပြောခြင်းလို့အခုလိုမျိုးထပ်ပြီးတော့ထည့်ပြီးတော့မျှဝေရခြင်းဖြစ်ပါတယ်ပေါ့နော်။အဲ့တော့တိုက်ပွဲဖြစ်စဉ်တွေကနေတိုင်းလိုရှိပါတယ်။နေ့စဉ်နဲ့မျှရှိပါတယ်။ဒီခုနကျွန်တော်ရှေ့ပိုင်းဗီဒီယိုတွေမှာပြောခဲ့သလိုပေါ့လေနော်စစ်ကြောင်းတွေရှုပ်နေသေးလို့တိုက်ပွဲတွေမငြိမ်သေးလို့ပြည်သူတွေအန္တရာယ်ဖြစ်မှာဆိုလို့အဲ့ဒါတွေကြောင့်မလို့မထုတ်ပြန်တဲ့တိုက်ပွဲတွေအများကြီးရှိပါတယ်ပြီးမှဘောင်းကျုံအနေနဲ့ထုတ်ပြန်ဖို့အတွက်လုပ်နေတဲ့တိုက်ပွဲဖြစ်စဉ်တွေလည်းအများကြီးရှိပါတယ်အဲ့တော့သတင်းကောင်းတွေကအများကြီးရှိပါတယ်ကျွန်တော်တို့ကူနိုင်တာကူလှူနိုင်တာလှူလုံနိုင်တာဝိုင်းပြီးတော့လှုပ်ဆောင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်